စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြသွားမှာကတော့ဆရာမခင်ခင်ထူရဲ့မိန်ကန်အပိုင်း15ပဲဖြစ်ပါတယ်နားတော်တာဆင်မိကြပါအောင်နော်ရွာသူတွေဆိုတော့ကုန်းဆက်ထမင်းကြောင့်လဲလှကြပါ၏ငကိုရင်မှုလဲလှကြပါ၏မလားတညလားတညနဲ့စကားနှခွပုံမသေးပြူတို့မောင်းလေးလိုက်တယ်ဖေးရိုက်လို့နေရှိပါစေသူလေးနဲ့သူထားအချိန်ကုန်ငွေပါခန့်ရင်လှမ်းခဲ့လိုက်လားမိန်ကန်ကမျက်လုံးတွေမှိတ်ထားတော့လဲအပြုတ်တန်းရှည်ကြီးကိုမြင်နေမိပြန်ပါ၏သင်ဖြူရွက်ခေါင်းပိုက်ပရိတ်ဦးရွက်သင်္ကန်းမောင်းထောင်ချိုင်းပိုက်ပရိခရာရွက်ရွှေကုန်းကလပ်ကိုင်းငွေကုန်းကလပ်ကိုင်းစသဖြင့်ဆိုင်ရာပစ္စည်းတစ်မျိုးမျိုးကိုကိုင်းကရွက်ကအပြိုတွေတရွရွရှောက်နေတာကိုပါမြင်နေရပါသည်ရင်ပလေးစိရင်လို့ကြီးနေအောင်ရစ်ခွေပင်ယုံပန်းတွေစင်ငါကုန်းစတုံးမမောက်များနှင့်လှနေကြမည်73နှစ်ရွယ်15နှစ်ရွယ်20မဝင့်တဝင့်နှင့်ပြန်တင်ပြိုလို့နှခမ်းကွန်းထိန်နှီးရည်စိန်သူကလေးတွေရွာမှာများလာသည်မဟုတ်လားမောင်ရင်ဖဒါနာလှရှင်ပရိခေယလွယ်ဖို့ပါသည်ပီတာမောင်ဖခင်တီမဲသခင်လူရင်သာရုဒန်ချိုရကန်ဆိုသည်လူပြိုဝင်းရန်ခါလျက်လေထန်းစင်စီ၍ထီရိတ်ခိုးမြင်မောမြင်မဝရင်ဖြာကနတ်သားကြသလိုနဲ့ရှိုးတန်တွေတမြန်းမြိုင်ဒိုးတန်တွေတကြိုင်ကြိုင်ဖြင့်အလူပွဲကြီးလှဲတော့မှာပါလားမိန်ကန်ချွေးသီးလေးများဆိုလာအောင်မွန်းကြံနေခဲ့သည်နေအောင်ပူပူရွာဆူဆူတာလန်းမှာတရွာလုံးရှိနေကြတော့လဲမိန်ကန်သာအိမ်တွင်အောင်နေခဲ့ရသည်ခါတိုင်းရွာမှာလှူလှဲ့ပြီးဟေးဆိုသည်နှင့်ရွာကုန်းအောင်ကိုင်းကိုအပြေးလွှာငေးတတ်သူမိန်ကန်ဒီတစ်ခါမှာတော့ဓမ္မတက်မသိမိလို့တရားရှုံးရသလိုဖြစ်နေရလေပြီဖြစ်ချင်တော့ဓာတ်ကလည်းအခိုက်နတ်ကလည်းအတိုက်ဆိုပြီးတကယ်တော့ကြီးတော်ဆန်ရွှေနှင့်ဖြစ်ရသည့်ပြဿနာကလည်းရွာထဲမှာစကားမပြေနိုင်တာရှိသေးသည်ရွှေမုံကကုန်းအောင်ကိုင်းဖြစ်ရပြီတဲ့လားရွှေမုံကရော့ဖစိန်ကုန်းအောင်ကြီးပိုက်ရပြီတဲ့လားရွှေမုံကမရင်ကန်ကိုနေပြီးလက်ကမ်းယူလိုက်နိုင်ပြီလားမရင်ကန်ကြောင်ချောက်ချားတွင်းနေခဲ့မိပါ၏ထိုစဉ်မှာပင်အလူအိမ်ဘက်စီကရှန်လောင်းလှည့်လာကြသည့်အတန်တွေကြားလိုက်ရသည်အိုးစီတန်တထုံထုံဒိုးဘတ်တန်တပိန်ပိန်တချင်းတဆိုးဆိုးရှိုးလိုက်တန်တဟိုဟိုပင်အင်ကြီးပေါ်ကိုဝေးတက်လာခဲ့ပါပကောရွာမှာအတီးလေးသည့်ဒေါ်တန်ကိုမိန်ကန်တတိယသည်ပြောဝါစားပါလေမရောက်ပါလို့ဒုနောက်လိုက်ပြန်ရင်တို့ကကြိုက်ပြန်ရင်မိုးပေါ်မှာပဝါပြောက်ပါလို့ကောက်ရလင်းပေးကြပါအိမ်ပြန်လင်းကျုပ်လင်းကတောင်းမြန်ရင်ကျုပ်ကတောင်းမှန်ရင်စာဘဝလေးမှရောက်တုံးရှိသည်မိုးပေါ်မှာပျောက်ခဲ့ရသည့်ပြောမင်းသားနှင့်ဘာများထူးသည်လို့တော့ဖစိန်ကိုနောင်စိတ်ရောင်ဝါရောင်ကိုကိုင်ရမလို့လို့စိတ်ရှိတော့မျက်စိရှိကပျောက်ချင်းမလားပျောက်ရသည်ပမာဖြစ်ရပြီမိန်ကန်မျက်ရည်တွေတွန်းတွန်းကြီးကျလာခဲ့ပြန်လေ၏ရှက်ရွံ့ခြင်းနှင့်တိမ်ငယ်ခြင်းလိုဝေဒနာမျိုးကိုခံစားနေရသည်မျောလင်းချက်ကုန်ခံရသလိုဝေဒနာကလည်းကက်လျက်ချက်လျက်ပါလာပါ၏သမီးရဲ့စကားရှိတယ်မဟုတ်လားဘလို့ပင်ကျိန်ဆဲအကြောင်းကုန်မှလွဲရတဲ့ဘလို့ပင်ဆူတောင်းအကြောင်းပါမှပေါင်းရတဲ့အကြောင်းမပါလို့မထိုက်မ
မထိုက်လို့မပန်ရတဲ့သဘောထားပါကွယ်ဖအေးကြီးခမလဲစိတ်ဆင်းရဲနေရှာပါတယ်မောင်သားအမေနဲ့ဖြစ်ရတာလဲကြားပုံရပါရဲ့မမင်းရှာဘူးစိတ်များထိခိုက်ထင်ပါရဲ့အေးဒါကြောင့်စိတ်လက်ချမ်းသာနေပြစေခြင်းနဲ့အမေပန်းယုံကဒီရက်ထဲမှာပြောခဲ့သည့်စကားဖြစ်ပါ၏မိဘနှစ်ပါးစိတ်ဆင်းရဲအောင်မအိမ်ကံမလုပ်ခဲ့ဘူးပါအခုတော့မိဘနှစ်ပါးအရှက်ရကြရပြီဒီအတွက်လဲဖြစ်သမျှအပေါ်ခံပြင်းလွန်လာသည်တခါမှမပေါ်ခဲ့ဘူးသောဒေါသများပင်အုံဖွဲ့အိုင်ဖွဲ့ရှိခဲ့ရပါ၏မအိမ်ကံကစက်ခနဲထားလိုက်ပြီးအခန်းအပြင်ဘက်ထွက်လာခဲ့သည်အိမ်ကြီးတအိမ်လုံးလဲငြိမ်ချက်သားကောင်းလှပါ၏အမေပန်းယုံကမလှအောင်မအလူကိုများရောက်နေကြလေသလားအဖေတော့ရှိခြင်းရှိမည်အဖေထုံးစံပဲမော်တိုက်ရိပ်မှာပလက်ကလထိုင်တစ်လုံးချကဇနတပကသနီကျမ်းကိုဖတ်နေပုံရ၏အောက်ထပ်ကိုဆင်းဖို့စိတ်ကူးလိုက်တော့လဲမဆင်းတော့ပဲဝရဏဘက်ကိုထွက်လာခဲ့ပါ၏ဒီနေရာကရွာတာလန်းကိုမြင်ရသည်အလှလှည့်လာတာကိုဝိုးဝါးဝါတော့မြင်နိုင်သည်အလှလှည့်လာပြီးဖြစ်တော့လဲရွာမြောက်ဖြားညောင်ပင်နှကုန်းဘက်ကိုရောက်နေကြသည်ထင်၏အတန်တွေကိုဝီဝီကကြားရခြင်းကြောင့်ဖြစ်၏ရွာနှကုန်းကတတိတခြားသွားရသည်ရှင်လောင်းနှပြတလိအတိုင်းပြန်ချိုးလာမည်ရွာနောက်ထိထိုးထိုးပေါက်လေကမန်းတက်ကိုပြန်ဝင်လေးရှိကြပါ၏သိမဆောင်ရပါသာသနာအလံကိုမြင်ရပြီသာသနာကြော့ပွဲကိုမြင်ရပြီအလှလက်လူအုပ်ကြီးစီကထွက်လာသောဖုံကိုးတွေကြောင့်မြင်ကွင်းသည်မရှင်းလှသို့သောဘသူဘဝသိလောက်အောင်တော့မအိမ်ကံမြင်ရပါသည်ရွှေထီးတွေကညနေခင်းနေအောင်ကြောင့်လက်လက်ထနေသည်မအိမ်ကံစီကိုပင်အလင်းပြန်တွေလာဟပ်နေသေးသည်မအိမ်ကံမှာဒီအသက်ဒီရွယ်အထိအလှကိုခိုးတောင်ခိုးဝက်ကြည့်ရတာဒီတစ်ခါဘွေစောဦးပါလားလို့ပင်တွေးနေမိပါ၏လူတွေရေခနဲဖြတ်သွားတာကိုစိတ်ရှည်ရှည်စောင့်နေလိုက်သည်ဝိုင်းဆက်ကကုတ်ကိုပင်ကြီးတွေကြောင့်မအိမ်ကံမြင်ရသည့်မြင်ကွင်းကတိတ်မကျဲတော့ဒီမြင်ကွင်းထဲဝင်လာသမျှစစ်စစ်ပေါက်ပေါက်ကြည့်နေခြင်းဖြစ်၏ရွှေမုံမအိမ်ကံနှုတ်ကအတန်မင်းထွက်သွားခဲ့ပါ၏ရွှေမုံကမြင်ကွင်းပေါင်တွင်မှတွတ်တွဲကလေးရင်းနေသောပဲ့ပြားကလေးနှင့်ပင်တူတော့သည်ရွာထဲရက်ထဲဒီအတိုင်းတွေ့ရုပ်တွေ့စဉ်တွေ့နေရတော့ကရွှေမုံမဟုတ်တော့ပါလားမတော်တဆပဲလားတမင်ပဲလားတော့မသိရဖစိန်ကုန်းအောင်ကိုမအိမ်ကန်တို့အိမ်ဘက်လှည့်ထားကပွေထားခြင်းဖြစ်သည်နောက်ထပ်တိုက်ဆိုင်မှုကတော့ရွှေမုံဝတ်ထားသည့်အဝတ်အစားကတောင်းစိမ်းအောင်ဖြစ်နေခဲ့ခြင်းပင်မအိမ်ကန်မြင်ရသလောက်မြင်ကွင်းပေါင်ထဲမှာနောက်ထပ်လူတန်းရှိကြီးဖြစ်နေတော့လဲမအိမ်ကန်မမြင်နိုင်တော့မျက်ရည်များဖြင့်ဘာကိုမှမမြင်နိုင်တော့ပါတည်ငါသာမြင်လိုက်ရသောဖစိန်ကုန်းအောင်ကိုမအိမ်ကန်တဘဝမျောလင့်ခွင့်မရှိတော့ပြီမျက်ရည်တွေကျနေရင်ကနာကြည့်ခြင်းဆက်ဆုပ်ခြင်းခံပြင်းခြင်းတွေးဝေခြင်းထိုင်မှန်ခြင်းစသောခံစားမှုအထွေထွေကမိကြီးနှင့်လော်သောပေါက်ပေါက်ပွင့်များကဲ့သို့တဖောက်ဖောက်ယုံကြွနေခဲ့ပါ၏အကယ်ဆိုပါမူမအိမ်ကန်အတွက်နေသူတဦးတယောက်ကမှအညိုတကြီးရက်ဆက်ခဲ့ကြခြင်းမရှိဆောင်ချမ်းကုန်းရွာမှာဖစိန်ကုန်းအောင်ကန်ခဲ့ကြဘူးသောမကွန်းဖြူကန်ခွင့်ရခဲ့တော့လဲလက်ဦးလွဲခဲ့ရရှာသည့်မစိမ့်များပြီးတော့မခင်ဤယခုလက်ရှိကုန်းအောင်ကိုင်းရွှေမုံဒီမင်းကလေးတွေအားလုံးရွာရက်ကတညီတညွတ်သေးရွေးချယ်ထိုက်လို့ရွေးချယ်ခဲ့ကြခြင်းသာဖြစ်သည်ဒီမင်းကလေးတွေကိုယ်တိုင်ကမိမသားတဘာဝဖြစ်ချင်စိတ်ရှိကြလင်ကစားဖြစ်ရကောင်းစေသဘောထားခဲ့ကြသူများမဟုတ်ဂိုင်ခွင့်ရတော့လေဂိုင်လိုက်ကြခြင်းသာဖြစ်သည်ဂိုင်ခွင့်မရခဲ့လျင်လဲခံစားနေကြမည်သူများမဟုတ်သိကြသည့်အချက်ကတော့ဖြစ်တင်ဖြစ်ထိုက်၍ဖြစ်ခဲ့ကြခြင်းပင်ဖစိန်ကုန်းအောင်ကိုင်းတယောက်ဖြစ်ထိုက်သည့်စံတတ်မှတ်ချက်များနှင့်ကိုက်ညီရိုးသာမှန်လျင်မြည်သည့်မင်းကလေးမဆိုဖြစ်ခွင့်ရှိကြသည်သာမအိမ်ကန်သာဖြစ်ခွင့်ရှိခဲ့လျင်လဲမအိမ်ကန်ထက်သိကြသူအခြားမရှိနိုင်ဒီအဖြစ်တွင်မြည်သည့်ဘယောကမှမရှိ
နီးသည့်မယိုသားမှုမှမရှိမိသူတူတယောက်ဤကန့်ကွက်ချက်မှလည်းမပါမဖြစ်ထိုက်၍မဖြစ်ခဲ့ခြင်းဟူသာဆိုစရာရှိပါ၏သို့တော်လည်းဖစိမ်းကုန်းအောင်ကိုင်ခွင့်မရခဲ့သောမအိမ်ကန်၏အဖို့ကကြောက်မက်ဖွယ်ကောင်းလာသောအဖြစ်သည်ဘဝလန်းခီတနေရာကဆောင်ဆိုင်လျက်ရှိလေသည်အမုန်းအာဃာတသည်မအိမ်ကန်၏ကိုယ်တွင်၌မကောင်းဆိုးဝါးသဖွယ်ကန့်ညိရာကစခဲ့ခြင်းဖြစ်ပါ၏မအိမ်ကန်အင်ကြီးပေါ်ကဆင်းလာခဲ့သည်ရကန်းစင်တွေဘက်မှအကြီးချာညွန့်နှင့်အခြားတယောက်သားရှိ၍အလုပ်တွေများနေကြသည်ရကန်းသမားကလေးတွေကအလူရဲဆိုတော့အလုံးမဝင်ကြဒူဇာနာကအမေပန်းယုံရောမလှအောင်မှမရှိကြခြင်းဖြစ်၏ကျေးဦးလည်းအလူလက်ရာလိုက်သွားပုံရသည်ဘဲမော်တိုင်းရိပ်မှာတရားစာအုပ်ဖတ်နေမည်ထင်ခဲ့သောအဖေကိုလည်းမမြင်မအိမ်ကန်ကဝိုင်းတကားအထိလျှောက်လာခဲ့ုံနှင့်ပင်ရင်တွေတုန်နေခဲ့ပါ၏မအိမ်ကန်ခဏကလေးရပ်ပြီးစဉ်းစားသည်ဆက်သွားရင်ကောင်းလေမလားသွားရင်ကောသွားနိုင်ပါမလားအခုပင်နှလုံးတွေခုန်လာပြီအိုးဒီမြင်ကွင်းကိုသူကြည့်ပြအောင်ကိုကြည့်ရမည်မအိမ်ကန်၏စိတ်ကူးကဝိုးဝါးဝါမြင်လိုက်ရသောရွှေမုံကိုခဏီနီးကကြည့်ချင်၍ဖြစ်သည်ရွာနောက်ဖက်လမ်းအဝိုက်အတိုင်းရှင်လောင်းလှင်မာကိုတီးတော့အင်ဂျိုအင်ဂျားကဖြတ်ပြီးဒွေးပိန်တို့ဝိုင်းတိုက်ထီသွားမည်ဒွေးပိန်တို့ဝိုင်းချန်စီယိုကတာလန်းနှင့်ကပ်နေတာဆိုတော့ရွှေမုံကိုထင်းထင်းကြီးမြင်နိုင်သည်ချန်စီယိုဘေးကကပ်ပြီးကြည့်နေသည့်မအိမ်ကန်ကိုအလှလဲ့တွေကမမြင်နိုင်ချန်စီယိုတလျှောက်ကင်မွန်းခြုံတွေရှိနေသည့်အတွက်သစ်ပင်တွေထဲမတက်ရက်နေုံပင်ဒွေးပိန်ကလည်းဆက်ဆူစရာမရှိဒွေးပိန်ကမျက်မမြင်မအိမ်ကန်ချန်တကားဝါကအသားရှိုးထွက်လာခဲ့သည်အလှလဲ့တွေကတရွေ့ရွေ့ဆိုတော့ရွာလန်းအဝိုက်ကိုအချိန်ယူပြီးပတ်နေတာမှကြာအောင်မည်မအိမ်ကန်အင်ဂျိုအင်ဂျားတွေကဖြတ်ထွက်လာခဲ့တော့လဲလူသူလေးပါမရှိတရွာလုံးကရွာလန်းပေါ်မှာကြည်သူတွေကလည်းတလန်းပေါ်မှာဒွေးပိန်တို့ဝိုင်းထဲရောက်တော့မအိမ်ကန်အသက်မပေးပဲချန်စီယိုကင်မွန်းချုံတွေနာကပ်လာခဲ့သည်သို့တော့မရပါဒွေးပိန်ကပါလိုက်တာလှည့်လို့ဟေးဘသူတုံးကျမပါဒွေးပိန်မအိမ်ကန်ပါရှင်အိမ်ကန်လားညီအလှလဲ့မလိုက်ဘူးလားနေမကောင်းလို့ဒွေးပိန်ရဲ့လမ်းပတ်ထွက်မလို့ဖြတ်လာတာရဲ့သွားတော့မနော်အေးသူတော်ကောင်းမသွားရောမအိမ်ကန်မှာမလွဲတာမရှောင်သာလိန်ပြောလိုက်ရပါ၏မအိမ်ကန်ကမိုးမိန်တွေချဝင်လိုက်ချိန်မှာပင်အလှလဲ့တွေရောက်လာခဲ့လိပြီဒွေးပိန်ကိုလှည့်ကြည့်တော့ပြောင်းဖို့ဖက်ဖွာလျက်သူကမိုးမိန်တွေချမအိမ်ကန်ရှိနေမှမသိဒီလိုနဲ့ရွှေမုံကိုမအိမ်ကန်ထင်းထင်းကြီးမြင်ခွင့်ရခဲ့သည်တောင်စိန်ထမိန်တောင်စိန်အင်ကြီးရွှေတွေကညွတ်လို့လိန်ထားသည့်မျက်နှာချီကြောင့်မျက်နှာကလေးရဲရဲမှဲ့နေလေ၏ကျန်စစ်လက်ကောက်တွေကများလွန်လာသည်တောင်စိန်အောင်အင်ကြီးနှင့်ဖစိန်ကုန်းအောင်စိန်ကအစိန်တစ်မျိုးစီဖြင့်လှနေကြလေသည်ကင်မိုးမင်းတွေချားမှာမအိမ်ကန်ရှိနေတာမိသူမျှမမြင်ကြလမ်းပေါ်ကမျက်လုံးပေါင်းအရာအထောင်ကလည်းမမြင်အနားကဒွေးပိန်မျက်လုံးနှလုံးကလည်းမမြင်မအိမ်ကန်သာအရာအလုံးကိုမြင်နေရပါ၏ရင်ထဲမှာတော့စကလုံးတွေရွှေမုံရဲ့ညီခုံရှိလားကိုနောင်ကရတော့မော်အေးငါကတဘဝစာခုံရှိအောင်နေပြမယ်ညီစောင့်ကြည့်လိုက်မအိမ်ကန်အသာပြန်ထွက်လာခဲ့သည်ဝိုင်းတိုက်တွေအိမ်တွေကြားကပဲပြန်လာခဲ့ခြင်းဖြစ်သည်အိမ်ရှိချန်တကားဝကြီးနာအရောက်မှာတော့လှဲတစီကြွေကနေတုံလိုက်တာသတိထားလိုက်မိသည်ဒေါသကြီးနှစ်ယောက်ညနေစိမ်းတွေတယောက်ကလှဲမောင်းသူတယောက်ကလှဲစီသူပေးရေးဆုတ်ချလာသောခေါင်းမောင်းပေါင်းထားသည့်ကြောပူကြီးနှင့်ဒေါသကြီးကလဲပေါ်မှခုန်ဆင်းလိုက်ပြီးမအိမ်ကန်ရှိရာချန်တကားစီလက်ခနဲကပ်လာခဲ့သည်မအိမ်ကန်ကချန်တကားကိုကျုံးမိပိတ်လိုက်ချိန်မှာတော့လဲကတအီးအီးဆက်မောင်းသွားတာကြားနေရသည်
မိုင်ကန်ကခြံတကားမောင်းကိုထိုးရန်ပြင်လိုက်စင်မှာပင်ကျုပ်ဖူကြီးနှင့်ဒေါသကြီးကတကားနှစ်ချက်ကြားလက်ထိုးခံလိုက်လေသည်အခန်း19ဝင်းတကားကြီးနှစ်ချက်ကြားသို့လူတစ်ယောက်ကရုတ်တရက်လက်ထိုးခံလိုက်သဖြင့်မိုင်ကန်တကားမောင်းထိုးရန်မဖြစ်နိုင်တော့မိုင်ကန်မှာတကားနှစ်ချက်ပွင့်မသွားဖို့ကိုသာအရင်ကြိုးစားနေရသည်တကားကြီးနှစ်ချက်ကြားညက်နေသောတိုက်ပုံအင်ကြီးဝက်လက်ကြီးတစ်ဖက်ကမိုင်ကန်ဘက်မှရှိနေခြင်းဖြစ်သည်ပင်လျှင်ကြောက်စရာကောင်းလာသည်မိုင်ကန်မြင်ရသလောက်တိုက်ပုံအင်ကြီးလက်ကအနားတွေဖော်ထွက်နေကအဖာတေးကလည်းများလာသည်တိုက်ပုံအင်ကြီးလက်ထဲကထိုးထွက်နေသောလက်ဖြတ်နှင့်လက်ဖွားတစ်ခုလုံးသည်လည်းအိုးမဲလိုလိုရှားစေးလိုလိုညင်မွမွေးချင်းညော်တွေပေးကြံလျက်ရှိပါ၏မိုင်ကန်အတွက်လှုပ်เสียတစ်ချက်သာရှိသည်တကားကြီးနှစ်ချက်ကိုလုံးဖြစ်ဖိခြင်းအပြင်လက်ညှက်သွားစေနိုင်သည်ဒီထက်အားဆိုင်လျင်ကျိုးဝင်ကျိုးသွားနိုင်သည်လဲဘော်ကဖြတ်ခနဲဆင်းလာပြီးတကားအနီးရောက်အောင်ကတ်လိုက်တာကိုမိုင်ကန်ဝင်းထဲအဝင်မှာသတိထားမိလိုက်တော့လဲဒီလိုအတင့်ရဲလိမ့်မည်မထင်ငယ်တကြီးအိမ်ကိုဒီလိုနွမ်းပါလာတော့လဲသမားတယောက်ကပိုင်စိုးပိုင်နေလှုပ်เสียအကြောင်းမရှိအဖေလူတွေလားဒါမှမဟုတ်အဖေကိုရံပြုတ်ခြင်းသူတွေလားခေတ်ကာလမကောင်းတော့တချို့ရွာတွေမှာတကြီးကိုပင်ဒုက္ခပေးနေကြတာတွေကြားရသည်အခုလဲအဖေကိုရံလုံးချင်လို့ပဲဖြစ်ရမည်အဖေလူဆိုလျင်တကြီးမင်းရှိသလားလောက်တော့မေးရမည်အခုတော့ပိတ်လိုက်သည့်တကားကိုပင်လက်ထိုးခံလိုက်သည်ဆိုတော့လူကောင်းဖြစ်เสียမရှိမိုင်ကန်တကားနှစ်ချက်ကိုကြောကပ်ဖိပြက်လိုက်သည်ဟဲ့ကန်ကလေးငါနှမလက်များကျူးရောပါမယ်ဟာဖွင့်စမ်းပါမြင်မြန်အတန်ကခတ်အုပ်ကန်ကလေးတဲ့ငါနှမတဲ့ဟဲ့တော့ဒါဆိုအကူမောင်မြတ်တာပေါ့မိုင်ကန်ကတကားကိုကြောဖြင့်ဖိကက်ရာကလှဲ့ကလူတကိုစားလောက်ဖွင့်ပေးလိုက်သည်အကူမောင်မြတ်တာဆိုလို့သာကောဝင်လာသည့်လူကြီးကစုပ်ပြက်နိုင်လှကြည်လားကြီးမားချောင်ပွားလာသောပင်နီတူတိုက်ပုံကြီးမှာမူလအသားထက်ဖာခွက်ကများလာပါ၏အယောင်စင်းဆိုတာတော့ရေတနုပ်ပစိုးကမှပြောင်းသေးသည်နှခမ်းမွေးဖားလျားတွေကစပလုံးတစ်ထောင်မကအောင်ပင်ရှည်လျားလာသည်သပင်ပုတ်တိုက်ကကြီးမားလာသောဖြင်ကောင်းပေါင်းကြီးပေါင်းထားသည့်ကြားကရှမ်းထွက်နေကြ၏ညက်တွင်းတွေကခြိုက်နေလိုက်တာရင်ညွညိုလေပင်ရိုးတွေကလည်းငေါလွန်လာသည်အသားရည်ကတော့ယောဂီအောင်ကြီးတရာပစိုးဟောင်းလိုညုံမွေးမွေးမိုင်ကန်ကကိုဖြစ်သူကိုခြေဆုံးကောင်းဆုံးကြည့်ရင်အံ့ဩနေခဲ့သည်ကိုရဲ့ဘလို့များဖြစ်လာတာလဲတောချီရွာတွေဘက်မီးသွေးဖုတ်ဖို့တွင်လှဲတိုက်ကြသူလှဲသမားတွေလိုမျက်လုံးကလေးတွေသာရောင်ရှိတော့သည်မောင်နှမနှစ်ယောက်တယောက်ကိုတယောက်ကြည့်နေကြတာအကြာကြီးမိုင်ကန်ကတကားမောင်းကိုထိုးလိုက်ပြီးအကိုဖြစ်သူကိုလက်မောင်းကဆွဲခေါ်လာခဲ့သည်ကန်ကောင်းလို့ပါလားအကိုရဲ့ကန်ကလေးကမကောင်းသူမကောင်းသားမှတ်လို့လက်ကိုတကားနဲ့ညှက်ချိုးပြစ်မလို့ဘလို့အင်မတန်နုညံ့တဲ့နှမကလေးတောင်ဒေါသတွေဖြစ်တတ်နေပါဘကောအကိုစကားကြောင့်မိုင်ကန်ဝမ်းနေသွားမိသည်မိုင်ကန်ကိုညှတာတတ်သူစာနာတတ်သူကိုချင်းစာတတ်သူတနာတတ်သူဖိမတတ်သူကိုညီတတ်သူပေးကန့်တတ်သူရဲ့လို့အလုံးကလက်ခံထားကြတာမဟုတ်လားအခုတော့ဒေါသအလျောက်တွေပြောနေမိခဲ့ပြီဒီဒေါသတွေကမိုင်ကန်ရင်နဲ့ဘဲကဘလို့ရောက်လာတာပါလဲစောစောကတွေးပိန်တို့ဝိုင်းထဲရောက်တော့မျက်မမြင်အမဲအိုတွေးပိန်ကပင်ရှင်ကန်သူတော်ကောင်းမှလို့ခေါ်ခဲ့သေးသည်ကိုနောင်ကိုင်ရွှေမုံကိုတွေးခဲ့ပြီးမှမိုင်ကန်မသိပဲဝင်လာသည့်အခုသို့စိတ်တွေများလားအိမ်မှာဘသူမှမရှိရကန်းယုံထဲမှာတော့အကြီးချာညွန်းတို့ရှိကြပုံပေါ်သည်တကြောက်ကြောက်တလှုပ်လှုပ်ကြားနေမြင်နေရပါ၏မောင်မြတ်သားကလက်ထဲကလွယ်အိတ်ကိုပြီးချကခုံနှန်းရှိကြီးပေါ်ခြေပြက်လက်ပြက်ထိုင်ချလိုက်သည်အဖေတို့မရှိကြဘူးလားအမေပန်းယုံတို့ကမတွေ့ပါလားအဲ့ဒါပေါ့ကိုနဲ့ကန်ကလေးအလှူလဲသွားကြည့်ကြတဲ့ကမရှိကြတာ
အလူအိမ်တော့မဟုတ်တော့ဘူးဘယ်များသွားကြတယ်မပြောတတ်ဘူးအမိုးဖြေအောင်ပြီးမှရေးချိုးအကိုမောင်မြတ်သာဒီလိုပုံနဲ့ရုတ်တရက်ကြီးကိုထင်ပြသလိုရောက်လာလိမ့်မည်မထင်ငယ်ရောက်လာပြန်တော့လဲညှဉ်းနှွမ်းလိုက်တာကိုရဲ့အကိုကိုကြည့်ရင်မိန်ကန်မျက်ရည်တွေဝိုင်းဥလာခဲ့၏မိဘကမြေနှစ်ရာနှင့်ထန်းဥယျာဉ်နှင့်ဒေါ်လူချမ်းသာစီရင်ဝင်သားကလေးမြင့်စေခြင်းလို့တက္ကသိုလ်ကျောင်းကြီးပို့ကမှအကိုကပညာရေးကိုစိတ်မဝင်စားတိုင်းပြည်လွတ်လပ်ရေးတွင်စိတ်ဝင်စားသည်မိန်ကန်ကတော့မိန်းကလေးပီပီမိသားစုတတ်တိုင်ဝုံဝုံနေစေခြင်းသည်မိန်ကန်မှမဟုတ်ပါမိဘနှစ်ပါးကလည်းဒီစိတ်သားရှိကြပါ၏သို့သောအကိုကတိုင်းပြည်နှင့်လူမျိုးအရေးထက်ဘယ်ဟာကမှအရေးမကြီးဟုသဘောထားခဲ့သူဆိုတာမိန်ကန်ညံမိသလောက်သဘောပေါက်ရပါ၏ထောင်မကြောက်တမ်းမကြောက်ပြီးဟဲလွှားဟဲပုံးဟဲအောင်ဟဲရှိရသောအကိုဘဝကိုမိန်ကန်တစ်ခါတနာလွန်လာသည်ဘလို့စားလို့ဘလို့နေရှာပါလဲဘလို့ပုံးလို့ဘလို့ရှောင်နေရပါလဲနိုင်ငံရေးကိုမိန်ကန်မသိတော့လဲအဖေကိုယ်တိုင်အင်္ဂလိပ်လူတော်ကြီးတကြီးဘဝကိုတစားစိတ်ကုံလာမှန်းမိန်ကန်ရေးစားမိသည်ကျုံဘဝကလွတ်မြောက်အောင်အကိုလုံးနေတာကိုလည်းမိန်ကန်မကန့်ကွက်ခြင်းဒီတစ်ခေါက်အကိုရောက်လာတာပဲကြည်လေနှင်းချီကြပြီးမှမမျှော်လင့်မဲရောက်လာခဲ့သည်ရောက်လာတော့လဲလွတ်လပ်မဟုတ်ဖုံးချိုးကွယ်ရှုံနိုင်လာပါ၏လူကလည်းညှင်းတိုးချင်းစောဖတ်စော်များပဲနန်းလို့မုတ်စိတ်တွေကမိန်ကန်တို့ရွာတွေဘက်စိတ်ကြောင်းရောက်လာတတ်သောဥဤစမန်နဲ့မဲဒူလာပါသကောကိုရဲ့ရောက်တော့မျက်နှာပေါ်အမွှေးတွေကိုရိပ်ပါအောင်နော်တကယ်တည်းဥဤစမန်ကြီးကြလို့ညစ်ပတ်နန်းစော်နေလိုက်တာများကိုရဲ့မလုံနဲ့ကန်ကလေးရေအကိုတို့ကယုံမျိုးနဲ့တွာလာနေရတာပါရင်မိုးချိုးရင်ခေါင်းတော်လျှော်လိုက်ပါအောင်မယ်တယောက်ကင်မိုးရီတော့ရှိသမို့လားရှိပါတော့ဖြင်းဦးကြီးတစ်လုံးလောက်နဲ့လျှော်မရမှာမိန်ကန်လျှော်ပေးပါမယ်လေမိန်ကန်စကားကြောင့်မောင်မြတ်သားကရည်သည်မောင်မြတ်သားကသူ့တိုက်ပုံအင်ကြီးကိုချွတ်သည်အတွင်းမှာကျိုးတစ်ချောင်းနဲ့ပခုံးကိုလွှဲတိုင်းထားသောအဝတ်ခုကြီးကိုဖြုံနေသည်မိန်ကန်ကတော့ထူးဆန်းလာသဖြင့်ထိုင်ကြည့်နေခဲ့သည်အဝတ်ခုကြီးကပစိုးသုံးလေးခွဲဆုခောက်ကကြောနှင့်ပခုံးဆက်မှာတိုင်းချီထားခြင်းဖြစ်၏ဒါကကြောပူကြီးနဲ့တူအောင်ခုထားတာနှမလေးရဲ့ပစိုးလဲပါပြီးဖြစ်ကြောကြောပူကြီးနဲ့ဆိုတော့တော်ယုံပလိတ်မျက်စီလဲကြောဖြစ်ရလေကိုရဲ့မိန်ကန်စိတ်မကောင်းဖြစ်ရပါ၏ဒီကနေ့မိန်ကန်တွင်စိတ်နှမျိုးရှိခဲ့သည်စောကရွှေမုံဖစိမ်းကိုနောင်ကြီးပိုက်လျက်ရှင်လောင်းလှည့်လာတာတွေ့တော့မခံခြင်းစိတ်ကလေးခူးခဲ့မိသည်အခုအကိုမြတ်သာရောက်လာတော့စိတ်မချမ်းမသာဖြစ်ရသည်အကိုရေချိုးပြီးရင်တရိပ်မေ့ကျင်သေးတယ်အကိုမအိပ်ရတာ2 ညလားရှိပြီအေးဝမှထမင်းစားမယ်ဘာချက်ကြတော့ဟာမလောင်နဲ့ကြီးကိုချက်နေကြတာပဲအကိုရဲ့ဒေါစာပေါ့ဒေါစာပဲကြိုက်တာပါဟာမောင်ပြေသိန်းကတော့ပြောနေသေးတာတခင်မြတ်သားတို့အိမ်လိုက်ချင်တာတဲ့ကန်ကလေးနဲ့စုံကြသေးဆိုအဲ့ဒါပေါ့မြင်းချံရောက်တဲ့နေ့ပဲအကိုကမျက်စိဆင်းသွားတာတဲ့အကိုပြင်းချင်းကကူညီပါတယ်မြင်းချံသွားတော့ရွာချီအထိလိုက်ပို့တယ်လေပြောပါတဗျာငါနှမကိုချောလွန်းလို့တဲ့မောင်ပြေသိန်းကကန်ကလေးကိုသဘောကျတတ်တာနဲ့တူပါရဲ့ကွယ်မောင်ပြေသိန်းကလူပုံနှဲ့သလောက်စိတ်တက်ကောင်းတယ်အကိုတို့လိုပုံးရှိုးနေရတာမျိုးမရှိပေမဲ့ပလိတ်ကသူ့လဲစောင့်ကြည့်နေတာပဲမိန်ကန်ကိုပြေသိန်းကချောတဲ့ဆိုတာကိုမရှက်တော့လဲငါနှမကိုသဘောကျတတ်တာထင်ပါရဲ့ကွယ်ဆိုတာကိုတော့အကိုမောင်ဖွားရှိမှရှက်မိပါ၏ဒီတော့လဲမိန်ကန်မှစကားလမ်းကြောင်းလွှဲရတော့သည်အဖေတို့မေပန်းယုံတို့လဲအကိုရောက်လာတာကိုဝမ်းသာကြရှာမှာဒီတစ်ခါတော့ကြာနေပေါင်းတခင်အောင်ဆိုရဲ့မိန်ကန်စကားကြောင့်မောင်မြတ်သားမျက်လုံးပြူသွားသည်ပြီးမှရီလေတော့သည်မိန်ကန်ကလည်းရီကျင်လှပါ၏
သခင်အုပ်စိုးလို့ခေါ်လိုက်ရတာမဟုတ်လားအလိုဗျာညီဘသူကများပြောလိုက်ပါလိမ့်ဟုတ်သေးတော့ဗျာမောင်ပြည်သိန်းကတနခါတော့လက်ဆောင်ပေးရင်ပြောလိုက်ထင်ပါဟုတ်တယ်အကိုရဲ့သူ့နာမည်ရင်ကတနှင်းနဲ့သခင်နာမည်ကပြည်သိန်းနဲ့အကိုကသခင်အုပ်စိုးတဲ့ကိုင်မိန်ကန်အကိုအတွက်အိယာပြင်ချေအောင်မယ်ရေုံနားပြီးမှချိုးပေးအကိုလွယ်အေးရော့ကန်ကလေးအကိုလွယ်အိတ်ကိုယူပြီးမိန်ကန်နောက်ဖေးချောင်ဘက်ထွက်လာခဲ့သည်ဟင်းအိုးတွေလှမ်းကြည့်ချင်လို့ဖြစ်သည်တိုက်ဆိုင်ဒီကနေ့မှအကိုအကြိုက်ပဲကြီးနဲ့မကြီးရွက်နှုတ်တုပ်ကလေးတုပ်ထားကြသည်ငစင်ရိုက်ရေချိုချက်ကလေးနဲ့ငရံလုံးငပိကောင်ကျော်ငရုတ်သီးဆက်ဆက်ကလေးဆိုတော့အကိုထမင်းမိန်မှာတေးကြသည်အကိုကိုမိန်ကန်ကိုယ်တိုင်ခုခတ်ကျွေးမိထမင်းအိုကြီးကိုချွေးလှက်လိုက်ရင်မိန်ကန်ရင်နွေးအိုကြီးထင်းမိထပ်ထိုးခဲ့သည်ပြီးလျင်အပေါ်ဓာတ်ကိုတက်ခဲ့ပြီးဝရန်နာမှာအကိုအတွက်တင်ပြူးပြတစ်ချက်ခင်းရင်အိယာပြင်ပေးလိုက်သည်မိန်ကန်ကတော့ကိုပြေသိမ်းပြောလိုက်သည်ချောလွန်းလို့တဲ့ဆိုသည့်စကားတွေသာကြားရောက်နေသည်လူပုံနွဲ့သလောက်စိတ်ဓာတ်ကောင်းတဲ့အကိုပြောသလိုမိန်ကန်ကိုသဘောကျတတ်တာဆိုတာလဲဖြစ်နိုင်ပါ၏ဒါကိုမိန်ကန်၏ဗီဇစိတ်အရသိနေသလိုခံစားရသည်ရေရင်းကုန်းဘတ်စီကရေတွေတပွန်းပွန်းလောင်းချိုးနေတဲ့ကြားရပြီအကိုရေချိုးပြီးလျင်ထမင်းစားနိုင်မှုအစင်သင့်ခုခတ်ထားရမည်ထမင်းစားပြီးမှအိတ်ခိုင်းရမည်မိန်ကန်အုတ်ထက်ကိုဆင်းလာစဉ်ဝင်းတကားဘတ်စီကအတန်တွေကြားရလို့လှမ်းကြည့်လိုက်ပါ၏အဖေနှင့်အမေပြီးတော့မလှအောင်စိတ်လိတ်ကြီးတွေကင်ကြလို့ဝင်းတကားစီမိန်ကန်ပြေးလာခဲ့သည်အကိုရောက်နေတာကိုပြောချင်လာပြီသမီးနေကောင်းရဲ့လားထမင်းကိုစားပြီးပြီလားအမေတို့အလှဝိုင်းကိုလူကြီးဖိတ်လို့သွားထိုင်ကြတာအမေတို့သွားတော့သမီးမနိုးသေးလို့မကြညွန့်တော့မှားခဲ့ပါရဲ့မေအကိုရောက်နေတယ်အိုးဟုတ်လားတကြီးရေလူကလေးရောက်နေတယ်တဲ့တော်ရေအဖေနော်အကိုဘာမှပြောမနေနဲ့အောင်အေးပါသမီးရဲ့အခုဗမာတော့ဟဲ့အိမ်ထဲမှာဖေရောအမေပါမျက်နာတွင်အပျော်ရိပ်များဖြင့်ဝင်ဆက်သွားကြသည်မျောနေကြတာမဟုတ်လားနှစ်ပေါအောင်လက်စီအောက်ကပြောင်းနေသောသားမောင်ကိုတွေ့ချင်းမြင်ချင်းလွန်လှပြီမလောင်ကတကားကိုမောင်းပြန်ထိုးသည်အိမ်ထဲရောက်တော့အကိုချွတ်ချထားသောပစိုးဟောင်းတိုက်ပုံဟောင်းတွေကတလျားပေါ်ပုံလိုက်ဦးသားထံကကောက်ကင်ကမြောက်ကြည့်သည်တို့ရွာကအယူပါမောင်ဝတ်တာကမှပြောင်းသေးကြောက်မကြီးနင်းသားဝတ်တွေကြည့်ပါအောင်တော့ဖေးစကားကြောင့်အမေပန်းယုံကိုမိုင်ကန်မှာရီကြရသည်အယူပါမောင်ကရွာရိုးကိုပေါက်လျှောက်သွားနေသူမဟုတ်လားမလှအောင်ကဒီစကားကိုကြိုက်ပုံမရဖေးအေးနဲ့သာတူပါတော့အမတန်ကစုပ်ကညစ်နိုင်ကြတာဟာဒီဟာမဘယ်စကားဘယ်ရောက်ဒီလိုဆိုတော့လေမိန်ကန်တို့အိမ်မှာအပျော်တန်ကလေးတွေညံလျက်ရှိပါ၏ညစာထမင်းဝိုင်းကတော့နှစ်များစွာအတွင်းမိသားစုဆုံဆုံလင်းလင်းဆုံကြသည့်ထမင်းဝိုင်းဖြစ်သည်မလောင်ကမနက်ကချက်ထားသည့်ဟင်းများအပြင်ညနေဘက်မှာကြက်သားစီပြန်တစ်ခွက်ဘူးရွက်ဟင်းကျိုတစ်ခွက်ထပ်ပြေးထားသဖြင့်ဟင်းတွေအမဲဆုံးလာပါ၏မောင်မြတ်သားကခေါင်းပေမဖော်နိုင်မိန်ကန်ကအကိုဖြစ်သူထမင်းမကန်ထဲဟင်းတွေမကြခဏထည့်ပေးသည်ဦးသားထံကတော့သားကိုကြီးကစိတ်မကောင်းဖြစ်နေပုံရသည်သားဖြစ်သူနှင့်တွေ့ချင်းသားကိုဖက်ကငိုရှာပါသည်အသက်ကြီးကမှမျက်ရည်ကျရသောဖအင်းနှင့်တိုင်းပြည်ရေးထက်ဘာကုမှတန်ရောစင်မထားသောသားကိုကြည့်ရင်အမေပန်းယုံလဲမျက်ရည်တဆန်းဆန်းရှိခဲ့ရသည်အဖေနှင့်အမေကိုတော့မိန်ကန်လဲငိုမိသည်ငါသားကမောင်တောက်ထိန်နဲ့မှာတယ်ဆိုလို့အဖေတကြီးအလောက်ကနားလိုက်တယ်
တကြီးအလောက်ကလည်းနမေကန်ရှိတော့တာပါကွာရက်ရွာအသင်းအဖွဲ့တွေအမျိုးမျိုးပေါ်လာပေမဲ့တို့ကတောရွာဆိုတော့အဖေကိုဥထိတ်ထားကြတော့မှာပဲငါသားကိုဖေကရက်မကွာရွာမကွာအိုးမကွာအိမ်မကွာဂုံရှိရှိနေစေချင်တာသာရှိတာပါမင်းလောက်တာဖေဘာမှမပြောချင်ဘူးဒါပေသည်မင်းစင်းရဲလွန်လာတော့ကွာထမင်းစားပြီးပဲမော်တိုက်ပြီးမှထန်းကလထိုင်တွေခင်းကထိုင်ကြသည်မနီးမဝေးမိဖို့ချင်းမှာမလအောင်ကနွားနို့ကြိုနေသည်မောင်မြတ်သားကိုနွားနို့တိုက်ရန်ဖြစ်သည်တာအဖတွေဆုံးကြစဉ်ဥတာထံကမောင်မြတ်သားကိုပြောလိုက်ခြင်းဖြစ်၏စင်းရတယ်ဖေကျွန်တော်တို့ဒီအချိန်မှာပလိတ်ဖန်းခံလို့မဖြစ်ဘူးကျွန်တော်တို့အလုပ်ကတယောက်ကိုတယောက်ချိတ်ဆက်နေကြတာဆိုတော့ခုလက်မှာဖန်းခံရရင်ဝင်းဆက်ပြတ်သွားတတ်တယ်ခုတော့မီးသွေးတိုက်ပြန်တဲ့လှဲတွေနဲ့လိုက်ခဲ့ရတာအခုကတိုင်းရည်ပြီးရရောဘယ်နေတော့ဖေတို့တောပံမှာတော့စကားတွေကမျိုးမျိုးပဲတောကြောင်တွေကလည်းထဖို့ခောက်ကွင်းပြင်းနေကြလေရဲ့အဖေတကြီးရွေးမခံရတာကောင်းတယ်ဖေအခုဟာကကိုယ်အစုနဲ့ကိုဖြစ်ကုန်ကြပြီမြို့တွေမှာနိုင်ငံရေးအဖွဲ့တွေကဗော်လန်တီယာတွေဖွဲ့ကြတယ်ဗော်လန်တီယာဆိုတာကကိုကြိုက်တဲ့အဖွဲ့ဘက်ကအခမျိုးပဲပါကြတာပေါ့လေဒေါက်တာဘာမော်ကဓမ္မတက်ဖွဲ့တယ်ဦးစောကဂလုံးတက်ဖွဲ့တယ်လက်ယုံတက်တို့တမဏိတက်တို့လည်းရှိတယ်မြို့မှာတော့စူပွက်နေကြတာပါပဲဘာလုပ်ကြဖို့တော့အင်္ဂလိပ်ကိုချဖို့ပါပဲဒါပေမဲ့အချင်းချင်းကလည်းစောင့်နေကြတော့ခတ်သားပဲအဖေဒေါက်တာဘာမော်ကဗမာထွက်ရခိုင်းဆိုတာမနစ်ကဖွဲ့လိုက်ပြီးသဘောကတော့ဖေကစစ်ကြီးစားတော့မယ်အင်္ဂလိပ်ကစမီးလောင်တဲ့ဘက်စိတ်ရောက်နေတော့ကျွန်တော်တို့ကအခွင့်ကောင်းယူရမယ်သဘောပဲမင်းတို့ဗမာစီယုံကရောနှစ်ချမ်းကွဲကြပေမဲ့ရည်ရွယ်ချက်တော်တူကြတယ်ဖေအခုဟာကသခင်ကောင်းဆောင်တွေထောင်ချတန်းကြဖြစ်နေကြရတယ်တာယာဝတီညီလာခံပြီးတော့သခင်အောင်ဆန်းတို့သခင်တန်းထွန်းတို့သခင်စိုးတို့သခင်ဝတင်တို့ထောင်ထဲဝင်ကြရတယ်သခင်ပစိန်သခင်ထုံးဦးတို့ဖွဲ့ကလည်းသခင်ညီတို့သခင်ခင်မောင်တို့ထောင်ထဲရောက်နေကြပြီအဲ့တော့အထဲမရောက်သေးတဲ့သခင်တွေကရှောင်နေကြရတဲ့သဘောပဲအကုန်လုံးထောင်ထဲရောက်ကုန်ရင်အင်္ဂလိပ်ကတပန်းတာမှာပေါ့အဖေနဲ့ကိုပြောနေကြသမျှမဟင်ကန်လုံးစိပတ်စီတော့နားမလဲသဘောသွားလောက်ကိုသာအကင်းပါသူပြပြီးနားလေတလူလိုတော့ရှိပါ၏အမေပန်းယုံကနေဘဲတွေပူပူလောလောကြောကချပေးသည်မလောင်ကနွားနို့ပူပူအငွေ1000လာချပေးပါ၏စားကလေးတပွင့်နှစ်ပွင့်ဖြူထားသောနေဘဲဆန်ကြော်ပူပူကစားချင်းစပွဲအကိုကအဖေနားလေလောက်သောစကားဖြင့်ခေအခြေအနေတွေပြောပြနေရှာပါ၏ဒီလိုဆိုတော့လေတားဖတွေကြီးကြီးသားသားရှိကြပါတော့ကောမင်ကန်ဝန်တာရပါ၏အိမ်မှာအောက်လင်းတက်မီကြီးရှိတော့လေအကိုကထုံးမခံအလင်းရောင်တွေများနေမှစိုးပုံရသည်တော်ရွာဆိုတော့ရေနံနိုင်မီခွက်ရှိကိုသာထွန်းထားရသည်မလောက်အောင်မီဖို့ကျင်းစီကထင်းမီအလင်းရောင်နဲ့ပါတော့ရောက်လာတတ်ပါ၏ထိုညကအဖေနဲ့အကိုတို့ညီနဲ့တကောင်စကားကောင်းနေကြသည်ကျေးဦးရောက်လာတော့မင်းကန်ဖော်ရပြီမင်းအခုလာတာကရောစိတ်ချရရဲ့လားငါသားယာကိုရွာကိုဆိုတော့ဘသူကမှတကူးတကသွားမတိုင်တော့ဘူးလို့တော့အောက်မရတာပဲဖေကျွန်တော်ဆရာကြီးတို့နဲ့လည်းတွေ့ဆရာရှိသေးတယ်အချိန်နေကောင်းရင်4-5ရက်တော့နေပါဦးမယ်မင်းကန်က4-5ရက်ဆိုသည့်စကားကိုကြားတော့အကိုဖြစ်သူကိုလှမ်းကောက်သည်ရွာမရောက်သေးဘူးပြန်ရက်တွက်နေတာ3ခါရှိပြီနေပါဦးတော့လား10ရက်တန်သည်လောက်ဝက်တန်သည်အကိုတို့များအဲ့ဒါလို့ကြီးပဲဝအောင်နေလိုက်ရတယ်မရှိဘူးမဟုတ်ပါဘူးနှမယာအကိုတို့မှအဲ့ဒါလို့ချိန်မရပါဘူးတသက်လုံးစာလွတ်လည်ရရင်အကိုနားမှာပါရွာမှာခြေချပြီးငါနှမနဲ့တသက်လုံးအတူနေပါဗျာကဲအကိုသားတသက်လုံးရွာမှာနေကန်ကလေးကလည်းတသက်လုံးလှုပ်ကြွေးပါမတဲ့တော့မနမနှစ်ယောက်ကိုကြည့်ပြီးမိဘနှစ်ပါးမှာပီတိဖြစ်ကြရသည်လူကြီးတွေစကားဝိုင်းမပြီးနိုင်ကြသည်နီးနက်လာတော့မဟင်ကန်အိတ်ချင်ပြီး
ကျေးဥကိုလက်တို့ကအိမ်မော်တက်လာခဲ့၏ဖိုးတုံးနှင့်ဖိုးကူကတော့ကြားကန်အိမ်နေလိုက်ကြတာအတုံးယုံစားကောင်းတောက်ကောင်းလူပြိုပေါက်တွေဆိုတော့ဘာပူပင်းမှမရှိမဟင်ကန်တို့အခန်းထဲရောက်တော့ကျေးဥကတစ်သားမိချစ်ပုံဖြင့်ရင်နံတိုင်းထွန်းသည်အလင်းပျော့ပျော့ကလေးကအခန်းထဲမှာမှန်မှန်ကလေးလင်းလာခဲ့၏ကျေးဥကမဟင်ကန်၏အိယာတွေကိုခါပေးပြင်ပေးရင်မဟင်ကန်ကိုအကဲခတ်သည်မဟင်ကန်ကျေးဥမဟင်ကန်ကိုပြောစရာရှိလို့ပြောလေကျေးဥကဒုတိယအကြိမ်ပြဿနာတစ်ခုယူဆောင်လာခြင်းများဖြစ်လေမလားဆိုသည့်စိတ်ဖြင့်စာပိသားစကားကိုမဆက်ပဲရှိပြန်၏မဟင်ကန်ကဖျားဖို့ပြုနေတော့ကျေးဥကကောင်း၏မကောင်း၏တော်၏မတော်၏စဉ်းစားသည်မပြောတော့လဲအဖြစ်ဖြစ်ရပြန်ဦးမည်ပြောပြန်တော့ကောမဟင်ကန်ကဖျားရှိခိုးပြီးသည်နှင့်ကျေးဥကိုကြည့်သည်ပြောစရာရှိတာပြောလေဆိုသည့်သဘောကျေးဥကချီတုံချတုံငါမလဲအခက်ကြုံနေရတယ်မဟင်ကန်ရဲ့တစ်ခါဖြစ်လိုက်တဲ့ပြဿနာကမဟင်ကန်ကိုထိခိုက်လွန်းလာတယ်မဟုတ်လားငါမှလင်ငယ်ရောက်ရဲ့အပြေးခတ်ဆိုတာလိုပဲဖြစ်ရလေချင်းရဲ့လို့ယူကျုံးမြဖြစ်ခဲ့ရတယ်အေးပါငါသိပါတယ်ကျေးဥရဲ့ဒါကငါဘဝငါအကြောင်းပေါ့အေးဖြစ်ချင်ဖြစ်ကြရတာပါပဲရှောင်လွှဲနိုင်တာမှတ်လို့ဘသူ့ကိုမှမဥပပါဘူးအေးပြောစရာရှိရင်သာပြောပါနီးနဲ့ငါမှမပြောရင်ဘသူပြောဖြစ်မှာတော့ဒီလိုအေးမနေ့ကအိမ်ခဏပြန်တော့တောင်အိမ်ရောက်နေတယ်ငါလည်းပိုးဆူပတ်ဆက်ပြောပြလိုက်တယ်နေရုံမှလို့မဟင်ကန်ခမတစ်သက်လုံးအောင်ဆောင်ထိန်လာတဲ့တိတ်ခါမုတ်လီပေါ်ဆင်းနေသလိုကြိုးကြည့်သွားရရှာတယ်ဆိုတဲ့အကြောင်းငါလည်းတော်တော်ကိုပြောပြလိုက်တယ်တောင်ကဘာပြောသလဲဘာမှမပြောဘူးခေါင်းကြီးငုံပြီးစိတ်မချမ်းမသာဖြစ်နေပုံတော့ပေါ်တယ်ပြောတာတော့သူ့အမေဒီလိုလုပ်လိမ့်မယ်မထင်ဘူးတဲ့ဖြစ်ရတဲ့နေ့ကသူလည်းမရှိဘူးတဲ့နင်းကြံရောက်နေတာတဲ့နှစ်ရက်နေလို့ပြန်ရောက်တော့မှဒီစကားတွေကြားရတာတဲ့တောင်းပန်တာပေါ့လေမဟင်ကန်ကိုမေတ္တာရှိမိလို့ပါတဲ့သူမသိဘူးဆိုတာနဲ့ပြီးရရောလာကျေးဦးရဲ့မလို့ကောင်းတာလောက်ရက်လေးချင်းရဲ့လို့ငါစိတ်ထဲချေးလို့ပဲမကြေနိုင်ဘူးဒီကိစ္စတရက်ရှင်းရမှာပေါ့အေးသူ့ကိုယုံကြည်လို့ငါနှစ်ကိုယ်တောင်တွေ့ခဲ့တာပါသူ့တိတ်ခါငါတိတ်ခါငါလုံလို့လုပ်ခဲ့တာငါလေးပြစင်ကြယ်လိုက်တာမှပြီးသူကမြတ်တာယူသူကသစ္စာဆိုတဲ့စကားရှိသားပဲကျေးဦးရဲ့လူဆိုတာမေတ္တာနဲ့ကမ်းလှမ်းရင်သစ္စာနဲ့တုံ့ပြန်ရတာမျိုးဤမဟင်ကန်ခမအိတ်ချင်စိတ်များပင်လွင်ပြဲသွားခဲ့ရပါ၏ဒီကိစ္စကမဟင်ကန်ရင်ထဲမှာအောင်းနေသည့်ဖွားဖွားနုနုထဲမြုံနေသောကြောင်လက်သေးချွန်ချွန်ကြီးတွေလိုအခါမသိအခွင့်မသာသေးလို့သာလက်သေးမထုတ်ရသေးခြင်းဖြစ်သည်တရက်တော့မျိုးချမိသည့်ဈေးခါကိုလက်ထိုးအံရအောင်မည်လို့တော့တီးထားပြီးသားအခုလဲတောင်းပန်စာတစ်ဆောင်ရေးပြလိုက်တယ်မဟင်ကန်ယူခြင်းမယူပါဖတ်ချင်မှလည်းဖတ်ပါဒီတစ်ခါလဲငါပယောကပါမှာဆိုပါရဲ့နိုဘယ်မဲ့တောင်းပန်နေဆိုတာအရှုံးပေးတာပါလေလို့အောက်မိတာနဲ့ယူလာခဲ့တယ်ကျေးဦးရဲ့ငါကတုံးတင်ပြီးတော့ကြောင်တက်တာပေါ့အေးပြဆမ်းမအေးဖတ်ကြည့်စမ်းရအောင်ကျေးဦးကချွေးခံအင်ကြီးကိုလှန်သည်တိုက်ချိတ်ကိုဖြုတ်သည်အထဲကစားခောက်ကလေးကိုထုတ်သည်မဟင်ကန်ကိုကန်ရင်မဟင်ကန်၏မျက်နှာကိုလည်းအကဲခတ်ရသေးသည်မဟင်ကန်ကမျက်နှာကလေးကိုခတ်တင်းတင်းချီလျက်တယောပြုံးကလေးပင်ပြုံးနေလိုက်ပါသေး၏မဟင်ကန်၏ဒီပြုံးမျိုးကိုကျေးဦးတစ်ခါမှမမြင်ဘူးကဲမဟင်ကန်ကစာရွက်ခောက်ကိုတီတီငိမ့်ငိမ့်ဖြန့်သည်